လူတော်တော်များများကပစိဖိတ်သမုဒ္ဒရာကတကယ်ကိုဘလောက်ကြီးမားတဲ့ဆိုတာကိုသတိမထားမိကြပါဘူးကြည့်ပါဦးအာရှကနေတောင်အမေရိကအထိအကွာဝဲကမိုင်ပေါင်း12000ကျော်ရှိတာဖြစ်ပြီးဒါကလက်မင်းကြီးဒီ9ဆင်းကိုတဒန်းနဲ့ထားနိုင်လောက်တဲ့အကွာဝဲပါမယုံနိုင်စရာကောင်းပေမဲ့ပစိဖိတ်သမုဒ္ဒရာဟာကမ္ဘာပေါ်ကမြေမျက်နှာပြင်အားလုံးကိုပေါင်းလိုက်တာထက်ပိုကြီးပါလေတကယ်လို့ပြောရရင်ကမ္ဘာပေါ်ကကုန်းမြေဒီမြေအပိုင်းအစဒီအားလုံးကိုဒီထဲမှာထည့်လိုက်ရင်တောင်တက္ကဆက်ပြည်နယ်ပေါင်း23ခုစာထပ်ထားလို့ရနိုင်သေးတယ်ပစိဖိတ်သမုဒ္ဒရာဟာသမုဒ္ဒရာအားလုံးထဲမှာအကြီးဆုံးဖြစ်ပြီးကမ္ဘာရေပြင်ရဲ့နီးပါးလောက်ထက်ဝက်ကိုဖုံးလွှမ်းထားတာပါဒါကိုပြားချက်တဲ့မြေပုံပေါ်မှာတော့သိပ်မမြင်နိုင်ပေမဲ့ကမ္ဘာလုံးမှာကြည့်လိုက်ရင်တော့ပစိဖိတ်သမုဒ္ဒရာကကမ္ဘာမျက်နှာပြင်တစ်ခုလုံးရဲ့3ပုံ1ပုံကိုဖုံးလွှမ်းထားတာကိုရှင်းရှင်းလင်းလင်းမြင်ရမှာပါစိတ်ဝင်စားစရာကောင်းတာကဒီသမုဒ္ဒရာထဲမှာကမ္ဘာအနက်ဆုံးနေရာ3ခုဖြစ်တဲ့တွန်ဂါချိုင်ဝမ်ဖိလစ်ပိုင်ချိုင်ဝမ်နဲ့မာရီယာနာချိုင်ဝမ်တို့တည်ရှိနေတာပါအဲ့ဒါတွေကအရန်ငတ်လွန်းလို့အဲ့ဒီတဲကို Everest တောင်ကြီး Burj Khalifa နှစ်လုံးနဲ့ Eiffel ဖလားတစ်လုံးခွဲစာထည့်လိုက်လို့ရနိုင်တယ်မြေမျက်နှာပြင်ကအရန်ရှားပါတဲ့အတွက် Pacific သမုဒ္ဒရာဟာကမ္ဘာပေါ်မှာလူတွေအဝေးဆုံးနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့နေရာဖြစ်တဲ့ Point Nemo ကိုပိုင်ဆိုင်ထားပြီးတခါတလေအနီးဆုံးလူတွေကအပြည်ပြည်ဆိုင်ရာအာကာသစခန်း International Space Station ကအာကာသယာဉ်မှူးတွေဖြစ်နေတာပါတယ်လို့ပြောရမှာပါပဲ